ကားထဲမှာကိုချစ်ရတဲ့အိမ်မွေးတိလေးတွေကိုထားခဲ့ရတာစိတ်မချဖြစ်နေပြီလားဒါဆိုရင်တော့ဒီဗီဒီယိုလေးကိုကြည့်လိုက်တော့နော်ဆိုတော့ကိုချစ်ရတဲ့ဒီတိလေးတွေစိတ်ချမဲ့မုတ်လေးကတော့ cut mode ဖြစ်ပါတယ်ဆိုတော့ဒီ cut mode ကဘယ်လိုအလုပ်လုပ်တယ်ဆိုလို့ရှိရင်ဆိုတော့ဒီ cut mode ကိုကျွန်တော် activate လုပ်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော် notification bar လေးဆွဲချပေးရတယ်ဖွင့်လိုက်တာနဲ့ကားပေါ်ကနေသွားဆင်းပြရတယ်လော့ချရနဲ့ cut mode က activate ဖြစ်သွားပြီဆိုတော့သူကအထဲထဲမှာလည်း aircon ဖွင့်ပေးတာဒီလို aircon ကိုဖွင့်ပေးရတော့ဒီကားထဲမှာရှိတဲ့တိလေးတွေအတွက်ကိုဖွင့်ပေးရဒါပေမဲ့သူကတော့မိနစ်30အတွင်းပြန်မလာဘူးဆိုရင်တော့ cut mode ကတော့ပိတ်သွားလိမ့်မယ်သူကကြတော့ဘယ်လိုမျိုးလဲဆိုမိနစ်30လောက်ကိုကကြာချိန်မပေးရတဲ့ဟာမျိုးဥပမာကျွန်တော် coffee ဆိုင်မှာ coffee သွားဝယ်ရမျိုးတို့နောက်ပြီးကျွန်တော် convenience မှာမဟုတ်တခုသွားဝယ်ရမျိုးအဲ့လိုနေရာမျိုးလေးမှာကိုယ့်ရဲ့တိလေးကိုခေါ်သွားလို့မရဘူးဆိုလို့ရှိရင်ဒီတိလေးကိုပဲကားပေါ်မှာထားခဲ့ရမယ်ဒါပေမဲ့ကားထဲမှာထားခဲ့ရလဲစိတ်မချဘူးဆိုလို့ရှိရင်တော့ကျွန်တော်ဒီကားကို lock ခတ်တာနဲ့သူကကားထဲမှာလည်း aircon ဖွင့်ပေးထားပြီးတော့ဒီတိလေးကိုလည်းအပြင်ကတခြားလူလည်းယူလို့မရဘူးတိလေးလည်းအပြင်ကိုထွက်လို့မရတော့ဘူးပေါ့နော်အပြင်လေးခဏသွားမယ်တိလေးတွေကိုခဏလေးပဲကားပေါ်မှာထားခဲ့မဲ့ဟာမျိုးဆိုလို့ရှိရင်တော့ဒီ cut mode လေးကိုဖွင့်ခဲ့ဖို့တော့အကြံပြုချင်ပါတယ်ဒါကတော့ Lemotor Beta မှာပါဝင်တဲ့ကိုချစ်ရတဲ့တိလေးတွေကိုကားထဲမှာစိတ်ချလက်ချထားလို့ရမယ် cut mode လေးပဲဖြစ်ပါတယ်ဆိုတော့အားလုံးပဲနောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်တွေ့ကြပါမယ်